တကြံတွင်းမှာတရားအားမထုတ်ပဲအလန်းစားဖက်ရှင်နဲ့ကားခဲ့လို့ကြေးအောင်ရတော့မဲ့တင်ဆောင်ဝင်းကျော်တကြံတွင်းမှာခန္ဓာကိုယ်အတိုင်းသားပေါ်တဲ့ဝိစုံနေနဲ့အင်းရလိဟိုတယ်မှာဟော့ရန်ရန်ကားခဲ့ရကြောင်းလူပြောများနေရကတော့တရုတ်ဆောင်မင်းသမီးတင်ဆောင်ဝင်းကျော်ပါတင်ဆောင်ဝင်းကျော်ဟာပုံမှန်ချိန်ဆိုရင်တော့တရားစခန်းဝင်ကတရားဘဝနာပွားများလေးရှိပါတယ်။ဒါပေမဲ့တကြံတွင်းမှာခန္ဓာကိုယ်အတိုင်းသားပေါ်တဲ့ဝိစုံနဲ့ကဲနေလို့လူပြောများနေရဖြစ်ပါတယ်။အထူးသဖြင့်တင်ဆောင်ဝင်းကျော်ကမြန်မာပြည်သူတွေအများစုမပြောနိုင်နဲ့အခုနှစ်တကြံမှာကဲနေလို့လူပြောများတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းအခုနှစ်မှာဆိုရင်တော့တကြံပွဲတော်ဟာ UNESCO အမွေအနှစ်စာရင်းဝင်ခဲ့ရကြောင်းတကြံပွဲတော်ကိုချင်းချင်းတည်းကျင်းပဖို့စီစဉ်ထားပါတယ်။ဒါပေမဲ့မတင်မဖဲနဲ့တကြံကြဖို့နှစ်ပတ်လုံးမှာမတ်လ28ရက်နေ့မှာပဲမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကိုဗဟိုပြုလုပ်ခဲ့တဲ့ငလင်ကြောင့်အသက်အိုးအိမ်စီးစိမ်ပျက်စီးဆုံးရှုံးခဲ့ရတဲ့လူတွေကိုငဲ့ညာသောအဖြစ်တကြံပွဲတော်မကျင်းပဖို့ကြေညာထားပါတယ်။ဒါကြောင့်မြန်မာနိုင်ငံတစ်ဝန်းလုံးမှာမြေငလင်တန်းတင်ခဲ့တဲ့ပြည်သူတွေကိုစာနာတနာတဲ့အနေနဲ့တကြံပွဲတော်ကိုအတိအမှုအကကုံမပါဘဲတိတ်တိတ်ဆိတ်ဆိတ်ကျင်းပခဲ့ကြပါတယ်။ဒါပေမဲ့တင်ဆောင်ဝင်းကျော်ဟာငလင်တန်ပေးအတွက်ကိုငွေကျပ်သိန်းပေါင်းများစွာလှူဒန်းခဲ့ပေမဲ့တကြံရက်မှာတော့အပြတ်သက်ကဲနေခဲ့ပါတယ်။တင်ဆောင်ဝင်းကျော်က private တကြံပါတီအတွင်းလုံးဝအမိုက်ဆောင်ဝစ်စုံကိုဝစ်ဆင်ပြီးတော့ကဲနေတဲ့ဓာတ်ပုံတွေပေါ်ထွက်လာပြီးရဲ့နောက်ဝေဖန်ခံနေရတာဖြစ်ပါတယ်။တင်ဆောင်ဝင်းကျော်ကအစောပိုင်းမှာဒီလိုဟော့ရန်ရန်ဝစ်စားလို့ဂျေးအောင်ခဲ့ရတာဖြစ်ပြီးအခုလိုငလင်ပေးကြားရောက်နေချိန်မှာထက်ကဲနေရကြောင်းလဲဂျေးအောင်ရတော့မယ်ဆိုပြီးတော့ပြောဆိုနေကြတာပဲဖြစ်ပါတယ်ရှင်။